အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့တောင်ငူမြို့ယူပေါ့နော်ဒီကနောက်ကဒါကျွန်တော်နောက်ကဒါကြောင့်မြို့ယူရှေ့မှာကြတော့ဒီရှေ့ကြတော့ဒီအခုဖော်ထားတဲ့နေရာကဒါနွန်ကျုံနောက်ပြီးတော့ဟိုဘက်ကရေကျုံကျွန်တော်ကမြို့ယူမှာကျွန်တော်တို့တောင်ငူမြို့ရဲ့မြို့ယူကမင်းကြီးညိုလက်ထက်ကစတည်ခဲ့တယ်အဲ့ဒီမြို့ဒီနန်းတီတည်တဲ့အချိန်မှာရေကျုံနွန်ကျုံရိုးရိုးမြို့ဆိုပြီးတော့၃ခုခံတယ်ပေါ့မန္တလေးနေပြည်တော်ကြတော့ရနာပုံနေပြည်တော်ကြတော့ရေကျုံပဲခံတယ်ဒါကြတော့ကျွန်တော်တို့ကမြို့ကောနန်းတွင်းရောကိုပတ်ထားတဲ့ကျုံရောရေရောမြို့ရိုးပေါ့ပတ်ထားတယ်ဒါကတော့ညွန်ကျုံပါဒီဘက်ကကြတော့ကျွန်တော်နောက်ကရှိနေတာကရေကျုံပါအခုကျွန်တော်တို့မြို့ကနေပတ်သက်ပြီးတော့ဒီမြို့ရိုးတွေကိုစတင်တူးဖော်နေပြီအုတ်ကတိ3ကတိကျော်ပေါ့နောက်မှအတိအကျထပ်ပြီးတော့ပြောပြမယ်3ကတိကျော်ကနေကျွန်တော်တို့တွေစပြီးတော့ဖော်နေပါပြီဒီခုဒီမှာဒီရုပ်တရက်ရှောက်ပေါ့တကားရအောင်မြေတကားကနေအခုကျွန်တော်ရောက်နေတဲ့နေရာရအောင်မြေတကားကနေဝင်ရတဲ့နေရာပါအဲဒီရှေ့မှာကြတော့အရှိဒီမှာအကုန်လုံးဖော်လုပ်နေကြပြီဖြောပြေးလုပ်ငန်းတွေလုပ်နေကြပြီရှေ့မှာပြအိုးတွေပါတယ်ထွက်လာပြီဒီမှာတော့ပေပင်တွေပေါ့ဒါမှပေပင်တွေရှေ့ပေပင်တွေနှစ်တောင်တော်ကြပါဒီတကားရှေ့မှာလူတွေအလုပ်သမားတွေပြန်လဲတူးဖော်နေပြီဒါကတော့ကျွန်တော်တို့စိရန်ရဲ့ကွင်းပါရအောင်မြင်တရားနဲ့မြင်ရတဲ့မြို့ရိုးပါဒါမင်းကြီးညိုလက်ထက်ကစတင်ထီထောင်ခဲ့တယ်မင်းကြီးညိုကနေစပြီးနှစ်ပေါင်း900ကျော်ပြီပေါ့မင်းကြီးညိုလက်ထက်ကစတယ်ဘရင်အောင်မင်းပကိုးမှာစတည်တဲ့ချိန်မှာဒီပုံစံအတိုင်းပဲတကားပေါက်ကအစမြို့ရိုးပုံစံအကုန်လုံးပြီးထားပါတယ်ဒါကမြို့သားတဲ့အုတ်သားချက်တွေကွာဒါရှိအုတ်တွေပါနောက်ပြီးမှကျွန်တော်တို့ဥပမာပြအုပ်ထွက်တာတွေပါဒီထပ်လိုက်ပြပေးပါမယ်ဒါကမင်းကြီးညိုလက်ထက်မှာမင်းကြီးညိုစတင်ပြီးတော့ဒီတောင်ငယ်တဲ့အရင်မြို့ရိုးတောင်ငူမြို့အဟောင်းကတော့ဟိုဘက်အနောက်ဘက်ချမ်းမှာအဲ့ဒါကိုကျွန်တော်နဲ့တူတူနောက်တစ်ခေါက်ကြာရင်ဖတ်ကြည့်လို့ရပါတယ်ကျွန်တော်ကလက်ရှိမှာတော့မြို့ရိုးကိုပြချင်တာပါဒီမြို့ရိုးရဲ့နွန်ကျုံရှိတယ်ရေကျုံရှိတယ်ယူရီးယားလာဖောက်တဲ့တကားဘောက်ကကျွန်တော်ဟိုအရှိဘက်မှာသူတို့ကကြတော့ဘာလို့ရေကိုဖောက်ချလဲဆိုတော့အဲ့နေရာစစ်တောင်းမြင့်တဲ့အနီးဆုံးနေရာဖြစ်တယ်နောက်ပြီးတော့ဒီမြို့ရိုးဒီညွန်ကျုံတို့ရေကျုံတွေထဲမှာငမန်းမိကြောင်မွေးထားတယ် sorry မိကြောင်နေမွေးထားတဲ့အတွက်ကျွန်တော်တို့ကသူတို့ကရေကိုဖောက်ချသွားတယ်အဲ့ဒီနေရာသူတို့ရဲ့နေရာကောယူရီးယားဘောက်ကိုခေါ်တယ်အဲ့ဒီနေရာလည်းလိုက်ပြပေးပါမယ်ကျွန်တော်ကတော့ဒီလက်ရှိဒီရေကျုံနဲ့နှုံကျုံစိတ်ဝင်စားလို့လာရောက်ပြသခြင်းဖြစ်တယ်ဒီမှာကျွန်တော်လည်းတူတူဒီပါဦးခင်ဗျာဒါလက်ရှိမြို့ရိုးပေါ့နော်မြို့သားတွေပါရှေ့ကနေနောက်ကိုနှစ်လက်မစီသွားတယ်မြို့ရိုးပုံစံကိုလည်းပြန်ပြပေးမယ်ဒီမှာတွေ့ပြီဒါအရင်ကအုတ်ချက်တွေပါဒါအရင်တော့အုတ်ချက်တွေပါဒီအုတ်ချက်တွေဒီမှာဒီအုတ်ချက်တွေပါဒါပါဒါရှေ့တုန်းကအုတ်တွေပါအပြားတော့မရှိတော့ဘူးအပြားတော့တော်တော်ကြီးပါတယ်ဒါရှေ့မှာပြအိုးတွေလားဒီချွတ်တွေကပြအိုးလေးပါဒါကပြအိုးဆိုတာလှမ်းပြီးရှေ့ကိုလှမ်းကြည့်ရတဲ့နေရာပေါ့မြို့ရိုးကနေပြအိုးထွက်တာပြအိုးကနေလှမ်းကြည့်ရတဲ့နေရာဖြစ်တယ်ဒီမှာအုတ်ပုံတွေတစ်ခါလေးမြင်ပါသေးတယ်ဟိုအပေါ်မှာလည်းရှေ့အုတ်တွေကျန်ပါသေးတယ်အခုဒီမြို့ရိုးကိုပြန်လဲတီထောင်ရေးတွေလုပ်နေပါတယ်ရေကျုံရဲ့ညွန်ကျုံရဲ့မြို့ရိုးရဲ့တောင်ငူကမလွယ်ပါဘူးအရင်တော့ဒါအခုလက်ရှိဖော်ထားတဲ့နေရာဒါနွန်ကျုံကိုပြန်ဖော်ပေးထားတာပါဒါနွန်ကျုံနေရာပါတောက်ကူဘရင်တပေရွှေထီးရဲ့
ဖခင်ခမဲတော်ဘုရင်ကြီးမင်းကြီးညိုနောက်ပြီးတော့စတင်ပြီးတော့ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်တဲ့ဘုရင်တော်မင်းတရားကြီးကလည်းအားနဲ့စပြီးတော့ပြန်လဲပြီးတော့ခြေကုပ်ပြန်ယူပြီးတော့မှတိုင်းနိုင်ငံတွေကိုစီးရုံးတယ်ဆိုတာသမိုင်းမှာထင်ရှားရှိပါတယ်ကျွန်တော်တို့အတူတူလေ့လာခြင်းနဲ့ဆိုရင်လည်းနောက်ဗီဒီယိုတွေထပ်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်